ဟုတ်ကဲ့အခုဒီဘာကိုကျွန်တော်တို့မှတ်ထားရမလဲဆိုလို့ရှိရင်အခုလောလောဆယ်မှာအင်္ဂလိပ်စာမှာဒီအခြေခံကြတဲ့ဖွဲ့စည်းတိဆောက်ပုံလေးတွေကိုကျွန်တော်တို့အရင်ဆုံးသိအောင်ကြိုးစားရမယ်ပေါ့နော်ဟုတ်ဒါကျွန်တော် statement ဆိုတဲ့ဝါကြလေးတစ်ကြောင်းကိုရေးပြပေးမယ်ပေါ့နော်အဲ statement မှာကျွန်တော်တို့ positive ရှိမယ် negative ရှိမယ်ပေါ့နော်နော် okay positive ရှိမယ် negative ရှိမယ်နော်ဝါကြလေးတွေရှိမယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်သူကဘိုက်စားတယ်ပေါ့နော် he is hungry သူဘိုက်စားတယ်okay အဲ့တော့ he is hungry ဆိုတာကသူကဘိုက်စားတယ်ဆိုပြီးကျွန်တော်တို့ positive ပုံသဏ္ဍာန်နဲ့သွားတယ်အဲ့ဒါကိုကျွန်တော်က negative ပုံသဏ္ဍာန်နဲ့သွားမယ်သူဘိုက်မစားဘူးဆိုတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ he is not hungry သူဘိုက်မစားဘူးပေါ့နော် h u n g r y hungry သူဘိုက်မစားဘူး okay ဒါကိုကျွန်တော်တို့ကမေးခွန်းပုံသဏ္ဍာန်လေးလုပ်ကြည့်မယ်ပေါ့နော်မေးခွန်းပုံသဏ္ဍာန်လေးကျွန်တော်တို့လုပ်ကြည့်မယ်နော် okay အဲ့တော့မေးခွန်းမှာလည်းကျွန်တော်တို့ကနှစ်ပိုင်းခွဲသွားမယ် positive အပိုင်းရှိမယ်နော် negative အပိုင်းရှိမယ်ပေါ့နော် okay အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်သူဘိုက်စာလားဆိုပြီးကျွန်တော်ကမေးမှာဖြစ်တယ်နော် is he hungry သူဘိုက်စာလားဒါမျိုးလေးဖြစ်သွားမယ်ပြီးသူဘိုက်မစားဘူးလားဆိုပြီးကျွန်တော်တို့ကထပ်မေးမယ်ဒီမှာကျွန်တော်ကနော်ကျွန်တော်တို့က negative နဲ့မေးတော့မယ်သူဘိုက်မစားဘူးလားနော်ကဲအဲ့ဒါဘယ်လိုမေးမလဲ isn't နော် isn't နော်အတန်ထွက်ကလေးမှတ်ထားပြရမယ် isn't he hungry သူဘိုက်မစားဘူးလားပေါ့ဒါမျိုးလေးဖြစ်သွားပြီအဲ့ဒါအောင်မှကျွန်တော်တို့က WH မေးခွန်းပုံသဏ္ဍာန်နဲ့နော် WH ဆိုတဲ့မေးခွန်းပုံသဏ္ဍာန်နဲ့ဆရာတို့ဆက်ပြီးတွားကြည့်မယ်ပေါ့နော်အဲ့ဒီမှာလည်းဆရာတို့က positive တစ်ခါလာမယ်နော်သူ့ကိုလည်းတစ်ခါကျရင် negative လည်းသူတို့လုပ်လို့ရတယ်ပေါ့နော်သူ့ကိုလည်းလုပ်လို့ရတယ်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့သူကဘာကြောင့်ဘိုက်စားတာလဲဆိုကျွန်တော် why နဲ့မေးကြည့်မယ် why နော် why is he hungry နော် तू ကဘာကြောင့်ဘိုက်စားတာလဲအမေနောက်တစ်ခုကျွန်တော်ဆက်ပြောမယ် तू ကဘာကြောင့်ဘိုက်မစားတာလဲနော်ဒါလေးဆက်ပြောကြည့်မယ်နော် तू ကဘာကြောင့်ဘိုက်မစားတာလဲ why isn't နော်ဒီမှာညင်းလိုက် तू ကဘာကြောင့်ဘိုက်မစားတာလဲဆိုပြီးတော့အဲ့တော့ why isn't he hungry အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဝက်ကြတစ်ကြောင်းကိုပေါ့နော်။ဝက်ကြတစ်ကြောင်းကိုအဲ့လိုခွဲဖြာပြီးတော့ပွားလို့ရတဲ့ပုံစံ6မျိုးကိုအခြေခံအနေနဲ့သိထားရမယ်။အခြေခံအနေနဲ့သိထားရမယ်ပေါ့နော်။ကျွန်တော်ဒါလေးကိုပြန်ပြီးပြောပြပေးမယ်နော်။အဲ့တော့ဒီ statement ဆိုတဲ့ဒီအဆင့်မှာပေါ့နော်။ statement ဆိုတဲ့ကျွန်တော်တို့ဖြစ်တည်ဆိုတဲ့အဆင့်မှာမဖြစ်ဘူးဖြစ်တယ်ဆိုတော့အဲ့တော့ he is hungry သူဘိုက်စားတယ်။ he is hungry သူဘိုက်စားတယ်။နောက်တစ်ခုhe is not hungry သူဘိုက်မစားဘူးအဲ့ဒါကိုညင်းလိုက်တာဘိုက်စားတယ်ဘိုက်မစားဘူးညာမယ်နော် okay အဲ့ဒါကိုမှကျွန်တော်ကမေးခွန်းလုပ်မယ်သူဘိုက်စားလားနော် is ကိုဘာလို့ရမလဲကျွန်တော်ရှေ့ထုတ်လိုက်ရမယ်ဒီမှာဒီ is ကိုကျွန်တော်တို့ကရှေ့ထုတ်လိုက်လို့ရှိရင်မေးခွန်းဖြစ်သွားတယ်ဒီ is ကိုကျွန်တော်တို့က not လေးထည့်လိုက်အငင်းဖြစ်သွားတယ်ပြန်ပြောမယ်နော်ဒီ is လေးကိုအငင်းလုပ်ချင် not လေးထည့်သူ့နောက်မှာမေးခွန်းလုပ်ချင်အဲ့ဒီ is ကိုရှေ့ပို့လိုက်နော် subject ရှေ့ကိုပို့လိုက်ဒါ subject ရှေ့ကိုပို့လိုက်ရုံပဲပေါ့နော် okay အဲ့တော့ဒီမှာဘာဖြစ်လာမလဲဆိုတော့ is he hungry သူဘိုက်စားလားအဲ့တော့မှမေးခွန်းလုပ်ကြည့်မေးခွန်းမှာအငင်းလုပ်ကြည့်မယ် isn't he hungry เนาะဒီ is ကိုကျွန်တော်တို့ကအငင်းလေးထည့်လိုက်တယ် isn't he hungry သူဘိုက်မစားဘူးလားညမနော် okay နောက်တစ်ခုဆက်ကြည့်မယ်ကျွန်တော်တို့ WHT နဲ့မေးမယ်เนาะ why is he hungry ဒီဝါကြလေးကိုပဲယူလာမှာပဲဒီဝါကြလေးကိုပဲရှေ့သုံးမှာဗာလေးထည့်လိုက်တာလဲဆိုတော့ why လေးထည့်လိုက်တာရှေ့သုံးမှာ why လေးထည့်လိုက်တာပေါ့နော်ဒါပဲ why is he hungry သူဘာကြောင့်ဘိုက်စားတာလဲအမေနောက်တစ်ခုမြင်မယ်ဒါလေးကိုပဲရှေ့သုံးမှာ why လေးထည့်လိုက်ရင်ရပြီเนาะဒီရှေ့သုံးမှာ why လေးလာထည့်လိုက် why isn't he hungry သူဘာကြောင့်ဘိုက်မစားတာလဲเนาะရမယ်လို့ထင်ပါတယ်ဒါကိုကျွန်တော်ကဘာလို့ပြောချင်တာလဲပြောရင်အင်္ဂလိပ်စာမှာဝါကြတစ်ကြောင်းကိုကျွန်တော်တို့ပွားယူလို့ရတဲ့ပုံသဏ္ဍာန်เนาะဝါကြအမျိုးအစားเนาะ6ခုကိုမှတ်သားထားစေခြင်းနဲ့အခြေခံ level မှာဒါလေးကိုပိုင်ပိုင်နိုင်နိုင်သိထားဖို့အရန်ရေးကြည့်တယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ